မောင်ကိုနေတာနေတိုင်းမှာပဲဝေးမှာမြဲလာပဲမောင်လွယ်လို့နေငယ်ချစ်မှုနှစ်တရာမမေ့တာနိုင်လေလူစိမ်းကားလူမင်းထင်ရင်လဲယူကမဝေးမှုချစ်မောင်လဲလောကီသာမလွမ်းနေပါတယ်လေချစ်ကလေးတည်ပါစီမောင်ကိုနေတာနေတိုင်းမှာပဲပေါင်း900သူတို့ဆွေးပြီလေဒါဆိုပါရင်လေမင်းနဲ့မောင်တို့နေဝေးခဲ့တာရက်လာပြီလေတွက်စားလို့တော့မရဘူးချီလွမ်းမကုန်နိုင်ပါဘူးလေဆွေးမကုန်နိုင်ပါဘူးလေအတိရနေတိုင်းလွမ်းမြေရီဝိုင်းမောင်ရဲ့အသေးနေပါမည်နှလုံးသားရှိတဲ့လူသားပါလေမလွမ်းမဲ့လူရှိနိုင်မလဲလေအချစ်ကလေးတည်ပါစီမောင်မူနေတာနေတိုင်းမှာပဲငယ်ကချစ်တော့အနှစ်တရာမမေ့တာလေဆိုပေမဲ့အချင်းနေမပြေလို့ဝေးရတဲ့အချစ်ကလေးတွေကိုတော့မင်းသိပါပြီလူစိမ်းကားလို့ထင်မယ်ဆိုရင်လေအယူခံမဝင်ရက်ပါဘူးမောင်လဲလောကီသားမှုလွမ်းရပါတယ်ဆိုတဲ့အကြောင်းကိုပြောရတယ်ဆိုရင်ကင်းကြီးယာတညတာဝေးရတာကိုအနှစ်900ဆွေးရတယ်ဒါဆိုရင်မောင်တို့ဖြစ်ကတွက်ဆရင်ရက်လာမကတော့ပါဘူးလွမ်းမကုန်နိုင်တဲ့ဘဝမှာတတိယတိုင်းမျက်ရည်ဝိုင်းရတယ်အသေးနှလုံးနဲ့လူသားမှုမလွမ်းမဲ့သူရှိမှလေမောင်ငိုနေတာကတော့နေ့တိုင်းမှာပဲရှိတယ်ဝေးမှာမြဲလာပဲမောင်လွယ်လို့နေငယ်ချစ်မှုနှစ်တရာမမေ့တာနိုင်လေလူစိမ်းကားလူမင်းထင်ရင်လဲယူကမဝေးမှုချစ်မောင်လဲလောကီသာလွမ်းနေပါတယ်လေအချစ်ကလေးတည်ပါလေမောင်ကိုနေတာနေတိုင်းမှာပဲပေါင်း900သူတို့ဆွေးပြီလေဒါဆိုပါရင်လေမင်းနဲ့မောင်တို့နေဝေးခဲ့တာရက်လာပြီလေတွက်စားလို့တော့မရဘူးချီလွမ်းမကုန်နိုင်ပါဘူးလေဆွေးမကုန်နိုင်ပါဘူးလေတတိယလေးတိုင်းလွမ်းမြေရီဝိုင်းမောင်နဲ့အတင်းနေပါမည်နှလုံးသားရှိတဲ့လူသားပါလေမလွမ်းမဲ့သူရှိနိုင်မလဲလေအချစ်ကလေးတည်ပါစီမောင်ကိုနေတာနေတိုင်းမှာပဲ